ဖားတွေကရေကန်ထဲမှာခုံပေါင်းနေတာထက်အငါးဒီပို့ပါတယ်သူတို့ကကဘာကျန်းမာရေးကိုစောင့်ကြည့်နေတဲ့တက်ရှိညွန်ကိန်းနေပါကဲဖားတကောင်ကကဘာကြီးတစ်ခုလုံးရဲ့ကျမ်းမာရေးကိုဘယ်လိုသိနိုင်မလဲကြီးလိုက်ကြရအောင်ဖားတွေကိုဇီဝညွန်ကေးလို့ခေါ်ကြတယ်ဆိုလိုတာကသူတို့ကျမ်းမာမှာပဝင်းချင်းကကျမ်းမာလေလို့ဆိုလိုတာပါသူတို့ကရေနဲ့ကုန်းညနေရလုံးမှာနေထိုင်ကြတယ်အဲ့ဒီလိုနေထိုင်မှုပုံစံကြောင့်ပဲပဝင်းချင်ကိုအရန်အကဲဆက်တာပါသူတို့ရဲ့အရေးပြားကစိတ်ဝင်လွယ်လေဒါကြောင့်ပဝင်းချင်ကညဉ့်ညောင်းမှုလေးကိုအလွယ်တကူစုပ်ယူမိပါလေဒီဘဝစဝုံရဲ့စင်တိုင်းကတန်ရှင်းတဲ့ရေပေါ်မှာပဲမူတည်နေပါတယ်ဒါကြောင့်ရင်းညဉ့်ညမ်းမှုကိုအရန်ခံရလွယ်တယ်အစာကွင်းစက်ထိန်မှာဖားတွေကအရေးပါတဲ့နေရာပေါင်းဝင်နေပါတယ်သူတို့ကသားရဲရောသားကောင်ရောဖြစ်နိုင်ပါတယ်သူတို့အရေးအတွက်နဲသွားတာနဲ့အစာကွင်းဆက်တစ်ခုလုံးဒေါင်ချဆိုင်သွားနိုင်တယ်ဂေဟစစ်တန်ရဲ့မြအခြေကိုပျက်စီးစေတာပေါ့ဒါဆိုဘာလို့ဒီလောက်အရေးကြီးတော့ဖားတွေပြော့ကွယ်လာနေရတာလဲအကြောင်းရင်းကဘာဖြစ်မလဲအဓိကတရားခံကတော့လူတွေရဲ့လှုပ်ဆောင်ချက်တွေပါပဲကဘာတဝန်းမှာဖားတွေနဲ့လာတာအဲ့ဒါကြောင့်ပါဒါပေမဲ့မျောလင့်ချက်တော့ရှိပါသေးတယ်အခြေအနေကိုပြန်ကောင်းလာအောင်ထိန်းသိမ်းရေးလုပ်ငန်းတွေရှိနေပါတယ်ကဘာတဝန်းမှာသူတို့နေတိုက်တဲ့နေရာတွေကိုကွာကွယ်ပေးနေတယ်မျိုးတုံးတော့မျိုးစိတ်တွေကိုလည်းတဘာဝတွေပြန်လွတ်ပေးနေပါတယ်ဂေယစနစ်အတွက်အရေးပါတာတခုတည်းမဟုတ်သေးဘူးနော်လူတွေအတွက်ယဉ်ကျေးမှုနဲ့သိပ္ပံဘက်မှာလည်းအရေးပါပါသေးတယ်သူတို့ရဲ့ထူးခြားတဲ့ဇီဝပေတဲ့ကြောင့်ဆေးပညာမှာအများကြီးအထောက်အကူပြုတယ်ဆေးဝါးအတစ်တွေကစမျိုးဗီးစလီလာမိုးတွေအထိပေါ့ဒေတာမျိုးရင်းဖားတွေကိုကာကွယ်ဖို့ဘယ်လိုကူညီနိုင်မလဲတဲ့ဦးချင်းရဲ့လှုပ်ဆောင်ချက်လေးတွေကတော့အများကြီးကြိုတက်လောက်မှုရှိပါတယ်ကိုယ့်အိမ်ဝင်းကျင်မှာပဲရိုးရှင်းတဲ့အပြောင်းလေးတွေလုပ်ကြည့်ပါဒါကဖားလေးတွေအတွက်ပိုလုံခြုံတဲ့နေရာတစ်ခုဖြစ်လာစေမှာပါဖားတွေရဲ့အတန်တိတ်သွားရင်ကောသူတို့ကိုကာကွယ်တာကျွန်တော်တို့အားလုံးရဲ့ကဘာမီကိုကာကွယ်တာနဲ့အတူတူပါပဲ